တောင်းသွားတဲ့လူတို့ကပုံမဟုတ်ဘူး။ဘုန်းတော်တို့ဒီနေ့ဒီကပေးမောင်းတယ်ဆိုရင်ဘယ်လိုဆက်နေရလဲ။ပြောတာတော့နောက်ရတာထုတ်ပြီးနောက်ပြီးတော့တိုင်းမျိုးမှုရှိဘူးတော့အားလိုက်တိုင်းတိုင်းဒီတော့လို့ဒီကထားတယ်။အာတိုင်းမျိုးကတော့ဒီလိုတက်တက်ရှိတယ်။အဲ့လိုလားတက်တက်ရှိတယ်။ဒီကောဘယ်ကျဲဒီတဲ့ဒီဝတ်တော်နဲ့တန်းဆိုတာကျွန်တော်ဆိုင်ရတဲ့ပြန်လာမှလေးတန်းပြ